Microsoft မှာစာတွေကိုတမီယူကြရိုက်နေကြမယ်လားဒီနေ့ပြပြပေးမယ် tutorial လေးကတော့ Excel ထဲမှာရိုက်ထားပြီးသားရှိတဲ့ကိုကြီးအချင်းတွေကိုပေါ့နော် Word file နဲ့ကိုဘယ်လိုကြောင်းထည့်မလဲဆိုတာလေးကိုပြပေးမှာပဲဖြစ်ပါတယ်။ Word ရောင်နဲ့ပြထားတဲ့ title လေးတွေကို Word ထဲမှာ link ချိတ်ပြီးတော့မှတုံးမယ်။ Word file နဲ့မှာ main လေးတွေဝင်ပါမယ်။ main လေးကနေမှာ select ပေါ့နော် user exiting list ဆိုတာလေးကိုရွေးပါမယ်။အဲဒီမှာဟိုရဲ့ file ရှိတဲ့ဒီနေရာကိုရှာမယ်ပေါ့နော်။ Main lessons မှာလေးကိုဖွင့်လိုက်ပါတယ်။အဲဒီမှာ sheet class ဒီsheet class ဆိုရင် okay ပေါ့နော်။နောက်တစ်ဆင့်နေနဲ့ပေါ့နော် title တွေကိုအချင်းချင်းချိန်မယ်။ Excel မှာရှိတဲ့အဝါရောင်နဲ့ပြထားတဲ့ title လေးတွေနဲ့ဒါလေးနဲ့ကိုပြန်ချိန်မယ်ပေါ့နော်။ဆို insert match figure ကနေတွားယူပြီးတော့မှချိန်ပါမယ်။အားလုံးပြီးသွားပြီဆိုတော့ဒါကဒုတိယဆင့်အနေနဲ့ပြီးသွားပြီပေါ့နော်နောက်ဆုံးတစ်ဆင့်ကတော့ finish and match ဆိုတဲ့ထဲကနေအတိ individual document ပေါ့နော်အဲ့မှာတစ်ချက်နေလိုက် all ကိုရေးပြီးတော့ okay ပြလိုက်ပါဒါဆိုရင်တော့တယောက်ချင်းစီရဲ့ကိုရေးလေးတွေကို the USC မှာပေါ့နော်စာမျက်နှာ USC မှာထွက်လာပါလိမ့်မယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လုပ်ပေးပါအောင်ရှင်